အချောလာမထူတော့အော်ကိုဆိုင်ထဲမှာချောလာဘယ်လိုရှိမှန်းတည်တယ်ဦး ငါသိဦးလေ ချောလာနှစ်ယောက်ကရုပ်တို့နှစ်ယောက်ပဲလေ အမလေးမင်းမသိသေးအားတယ်ဘုံတရားကြည့်နေတာပေါ့ဟိုဘက်ကပိုင်တခွင်လူလူလေးနဲ့ အေးပါကိုမြင့်မြတ်ရဲ့ ဟုတ်ပါပြီမောင်လီတွန်းရဲ့ အေးပါတုံနေဆိုးအောင်ရဲ့ တက်တက်ငါတီးသွားပြီမသားရဲ့ ဟုတ်လား ကောင်းလာပြောလေမင်းရလေ အဲ့တော့ချောလာလေးနှစ်ယောက်နဲ့မိတ်ဆက်ရမယ်ဆိုရင် ဟုတ်ပြီငါရဲ့မိတ်ဆက်မယ်လေ အေးတဲ့သူ့လိုမိတ်ဆက်တာရိုးတယ် ဘယ်လိုမိတ်ဆက်မှာတော့ ကိုစာကိုရေး အာ ကိုသေးကိုပေါက်ကိုသေးကိုတောက် ကိုတေးကိုဆိုကိုတေးကိုရေး အေး လို့ပါ ကိုစာကိုရေးကိုသေးကိုဆို ဟုတ်ပြီ ဘယ်သူမှမဆိုသေးဘူးတချင်း အာ အဲ့ဒီတချင်းလေးနဲ့ကျွန်တော်နာမည်လေးကိုမိတ်ဆက်မယ် ငါလည်းကြားဘူးသေးဘူးပေါ့ ညင်ကြောင် ငါရဲ့မိတ်ဆက်လို့ရဘူးလား ကိုကူရေးထားတာ ဟုတ်လားရွာအေး ကျွန်တော်နာမည်နဲ့မိတ်ဆက်မှာမလို့ အာ သွားကြအောင်ဆိုဟေး ကဲသွားမယ် ဟုတ်ဖွဲ့နော် တယောက်မှကြားဘူးတယ်နော်နားထောင်ကြည့်ဟာ ဝမ်းမကိုချစ်တဲ့မရိတ်တဲ့တန်းကလေးလိုဝီးပါသည် ဘယ်သူမှကြားဘူး လာရဘဝစီဝါရင်ကတို့တယ်ပါတယ်မရပြီလေကွာဝီးပါသည်အိုးမြေတာဝါဝါသူလူချေ ဝိုင်းအကလာပြီခိုးချစ်ရဲ့ညီလေးမျိုးမစစ်ဝိုင်းကျိုးတာပဲဝိုင်းလာလာလာပါပြီသွားလေရတာအမေအခုမှပြီးသွားတော့တဲ့ဟောကြဟာမောက်စိုးမပြီးသွားပြီနင့်ဖေပြီးသွားပြီ ဟဲကကောင်းနေတော့ဘာလို့ရက်ပြစ်တာတော့ ဟုတ်ဗျာဘောက်တာတော့ ဟမ် ဘောက်တာတော့လား ငါနာမည်နဲ့မိတ်ဆက်တာ မလီမင်းအဲ့လိုလား အေး မင်းပြောတစ်ခါမှကြားဘူးဆို အေး အဲ့ဒါအလဲမသမီးဆိုရတဲ့ချင်းကြီး ဟုတ်လား အင်းလေမင်းဘာမရနေမရလဲ ဟမ် အဲ့တော့မင်းလည်းပြီးပြီနော်မင်းလည်းပြီးဆိုရင်ဒီကတတလေးရဲ့အလက် ဘာတာတော့ခွေးသားလား ဟုတ်တယ်ခွေးတာကိန်းမိုင်းလိုက်လားမင်းဆိုတာအားလုံးကြားဘူးတဲ့ အင်း ဒီတကကျွန်တော်ဆိုမှချင်းကဘဒူးမှမကြားဘူး ငါဆိုရဲတစ်ချက်ကြားဘူး အ လို့ ကုန်ကြားဘူးတဲ့ โอเค ခုနမှရေးလိုက်တာဗျာ ဟုတ်လား ဟုတ်တယ် မလေးခုနမကြီးရဆုံးတော့ယုံနေ အုံလုံးထဲမှာရေးလိုက်တာ လှုပ်လိုက်စမ်း အဲ့တော့မင်းနားထောင်မလား အေး ကဲဟာကောင်းလေးသွားကြအောင်ဟေးမိတ်ဆက်မယ်အောင်ပါစေစုတော်ချင်းဟောရိတာနော်ရိနာမြစ်တာဝေးတိတ်ခါဝေးချစ်တနာဝေးသောတာရှင်သာရဝေးဘာကြပါလဲအောင်ပါစေစုတော်ချင်းဟောရိတာနော်ရိနာမြစ်တာဝေးတိတ်ခါဝေးချစ်တနာဝေးသောတာရှင်သာရဝေးဘာကြပါလဲဟိုကပြောက်သမျှပြုံးပြနေတိုင်းဝေးစုထူမှချွေအောင်ရှေး မလို့တားအကလာမေအက အခါမှာဖာနေမှာပဲကြိုးစားလိုက်စမ်းသမီးရေလဲဝါပြုတ်ကြအောင်မယ်နော်သမီးဥပါကြိုးစားလိုက်စမ်း
လေးပေါ်ဒီကိုလေးမကြောက်ဒီကိုလေးပေါ်မြမမီဘဝေသားကြောင့်ဒီပြောင်းလာပြီတော့စိတ်လုံးမရလာပါလိမ့်နော်ဝေးရမြတ်ကြပြီညီတာကိုဝေးလို့သာမကွေကွေမြန်မာပြည်ကမိုးဝင်ဟေမဝေးရမြတ်ကြပြီညီတာကိုဝေးလို့သာမခွေခွေကျိုးတော့လေမြတ်ပြင်းစံပြေလေးကြီးမိမိငယ်ကြီးမြေတွမ်းမှာထောင်းချီမြတ်
အေးစေပဲ နောက်ကအစင်တင်မဲ့ကပ်ပါပြီလားဆိုတာအဲ့သဘောပြောပြလိုက်မယ် ပါပြီသား လိုက်ခဲ့မှာရတယ် ဟုတ်ပြီ အယူဆိုင်နော် တခြားတော့ကောင်းလေး မင်းတို့လည်းအယူဆိုင်တော့ဆိုင်းကြကြွကြည့်မနေနဲ့ ဟုတ်တယ် အယူဆိုင်ဒီလုံးဒီကမားမယ် ဟုတ်တယ် ရပါတယ်ဤပစီပါဒီလောက်ကတော့ အေးစေပါမ ဤ သား ပစီ ဟုတ်ပြီအေးစေလို့ ဆရာစိတ်တူသွား ဟုတ်တယ်မင်းအောင်သူကပညာဆက်တဲ့လောက်ကပါညာအမေရှုပ်ကုန်ပြီရှုပ် လောက်ဆန်းမင်းတို့လည်းကယူဆိုင်နော်မင်းတို့လည်းတေချာကယူဆိုင်ကျိုးစားမှာကိုမဝင်ရဟောလာအောင်မာတယ်နောက်တစ်ခါ ရတယ် သူတို့တော့မသိဘူးငါကိုဟိုးနဲ့ဒီနဲ့ကြည့်ရတာခေါင်းနေမူးနေ ဒီကိုစကြိုးသေးတော့မှာအေးစေလို့ စိတ်ကြိုက်လို့ ဒီပါလား မိုင်းအဲ့ဒါရပါလား ငါများချော့သိနေရလား မင်းလည်းနော် ချမိုင်ချလာမဟုတ်ဘူး तू က ဒီစက်ဒီစက် ဟုတ်လေဟာ မော်ဒီဦးရခလေး ဟောသေးပါဦး ပြီးသေးဘူး ပြီးသေးဘူး သိန်း80ပေးခေါ်ထားတယ် ဟုတ်တယ်ကလေး ဟိုလာမယ့်နေ100တောင်းနေပြီ ကလေးဟုတ်တယ် အရေးချင်းရှိလို့ကြုတ်သုံးတဲ့ကလေးနော် ဟုတ် အဲ့တော့ကိုဖြိုးလုတ်သေချာလုတ်နော် ငါစားနေပင်နဲ့စင်မှာမင်းကလည်းတေချာလုံးနော်ဟာ တာပြီးသား နေလေကြာစားလိုက်တာဝက်ဥဝက်သေးတွေနဲ့မိကိုပွင့် ကလေးလူကပြောနင့်ငါစားတာ ဟင်းလိုက်တဲ့လူတောင်မျက်စိတွေလဲနေတာမလိုက်နိုင်တော့ မူးသွားတူတော့ ဟုတ်လား ဟုတ် ကိုဖြိုးကျေးဇူးဆမ်းမလားကွာချမယ်နော်အေးဒီဥစားဟေးဝမ်းလေ ခမရ မင်းအလှဲ့နော် ဟုတ်ကဲ့ဆရာ ငါဘက်ကတာဝန်ကြည်ရစီမယ်ကွာ โอเคကျွန် ဒီ တော်ပဲ ဘက်ကလည်းတာဝန်ကြည်အောင်လုပ် ကြည့်ကြမယ် ဒီလိုလုပ်မယ် ကြားပါစေ ဟာ ခဏမကြည့်နဲ့ကြည့်ရင်မနေတတ်ဘူးကျုပ်က နေသွားကြီးခေါ်လာကြည့်နေရမှာသားမရဲ့ ခဏကြည့်နေငါမြကြိုက်နေလားမသိ နင်ကြိုက်လို့ကြည်တာမဟုတ်ဘူးတခေါမာရဲ့နင်တို့မှားမှာကြောက်လို့ငါပြိတ္တာကျေးဇူးဆက်မယ်ပြောတော့စီးတစ်ချက်ဝါတစ်ချက်ကျွန်းသွားမှာကြောက်လို့
ဂယူးဆိုင်လို့ပြောနေတာ ဘာဖြစ်လို့ ဂယူးဆိုင်လို့ပြောတာမှားမှကြောက်လို့ အမလေးကျုပ်တို့ကမလည်းဂယူးမဆိုင်ဘူး ဟဲ့ကောင်ခွေးဆိုင်ပါလေကွာမင်းကလေ မလည်းမောင်ဝမ်းလေးလိုလူသားကတော့ဂယူးမဆိုင်ဘူး ကျေးဇူးရှင်တွေကိုမင်းကလေ လူဆိုတာတညတစ်ခါမှပြီးမှ ဟုတ်ပြီ တညတစ်ခါမှမမရင်ဟာဒီလူတွေဖြစ်လာကြအကြောင်းကိုမရှိဘူး အေး ပေါ်မှာပေါ့မှာပေါ့ မားမယ် โอเคမာစံကွာချကွာ မမားစီအောင် ချမချမေယူဆိုင်ကိုပြောဘုရားကြီးယူဆိုင်တော့ကိုယ်တပြုံကုန်တယ်ဟဲ့ ကြီးစီရလေးလူဖဟုတ်ပါမောင်စီရလေးဒီရလေး ဟေး ရောက်လာရ ဟေးတိုင်းမှာဆိုင်မလိုက်မှာသမိုင်းချကြီးရဟဲ့လားဆိုင်ပညာကဝီဆိုင်ပညာကဝီဆိုင်ပညာကဝီ လှုပ်ဆမ်းပါအဲ့လိုလှုပ်ဆမ်းပါ အမလေးဒါလည်းကျွန်တော်ကကျင်တတ်သေးဘူး အားရသေးဘူး ကျင်တတ်သေးဘူးကျွန်တော်က ဘာလို့တော့ ဟောကျွန်တော်ဆရာဆိုင်တီကောင်းရုံနဲ့မဟုတ်ဘူးကျွဲတီရှင်မျိုးတော့ရောက်တော့မလို့ပြောမယ်အိပ်ပစီပေါ်ဟုတ်ဘူးလားအိမ်မလည်းအလုံးမရှိဘူးနော် အေးစေးလို့ပါဟဲ့ အမလေးကျွန်တော်ဆရာကိုမိုးဝင်း ကိုမုံဝင်း စမ်းပွင့်ကြောင်းကိုပြောရရင် ဘာလို့ငိုနေရလဲ ဒီကောင်ကျွန်တော်ငယ်မွေးချံပေါက်ကျွန်တော်တပည့်အရင် ကျွန်တော်ဆရာဟုတ်တယ်ကျွန်တော်သိဆုံး तू ကကျွန်တော်အကြောင်းသိတာပြိတ္တရေကျွဲဒီဆွေမျိုးတော်ကတို့ဆွေတော်မျိုးတော်တွေမောင်မို့လေခါတိုင်းနဲ့မတူဘူး တူ အမလီဒီနှစ်ဘလို့စမ်းနေပွင့်နေမှမသိဘူးငါနဲ့အေးစိတ်ညစ်ချက်ဆိုတာအဲ့ဒါပဲ အမလီကျွန်တော်အမောပြေပန်းပြီးပြောချင်နေတာဆရာအမလီနိုင် ဘ လို့ လောက်စမ်းပွင့်တော့ငါပြိတ္တသိအောင်ပြော ပြောပေးမယ် ပြောပြလိုက် ကျွန်တော်ဆရာကိုမိုးဝင်းစမ်းပွင့်ကြောင်းကိုပြောရရင် နားစင်ကြီး 2024မစ်ဂရမ်ပြိုင်ပွဲဝင်အလမဲတဲစုငိမ့်က သဘောကျသဘောကျ တော်ပြီ အော်ဆရာကိုပြင်းနေ မောတယ်ဗါတဲ့မိဂရန်ပြိုင်ပွဲဝင်2024သဲစုငိမ့်က တဲ့စုငိမ့် တဲစုငိမ့်ကဆရာနဲ့အတူလေးမခွဲတူပေါင်းဖက်ဖို့ရေးအပြေးလေးတောင်းဖို့လုံနေပြီတဲစုငိမ့် ချစ်စရာလေး သဲစုငိမ့်ပြောလိုက်စမ်းပါ အပြည့်မှာ သူကတော့ငါပေါင်းကျင် အေးလေတော့ကြိုက်နေရလေ ပြောလိုက်ပြောလိုက် ဘာပြော ကိုမိုးကလို့ အာ အချီကြီးမစင်စားကျင်သေးဘူး အော်တဲစုငိမ့်ကြိုက်ဘူးပေါ့ ကဲကြိုက်ဘူးသူကသေးလို့သိစိတ်မဝင်စားဘူး တဲစုငိမ့်မကြိုက်အဲ့ဒီကောင်မကိုဘေးချိတ်ထားလိုက် သဲစုငိမ့်ကိုဘေးချိန်လိုက်စမ်း ဘေးချိတ်ထားလိုက် ပြောစမ်း ဒီတည်းကြလို့မကျင်နဲ့တဲ့ဖွေးဖွေးက အမေတော်ပြီ စိတ်ဆင်းတောင်ရဲ မောလို့ဗါတဲ့ဒီတည်င်းကြားတာတဲစုငိမ့်ငါ့ကိုလိုချင်မှန်းကြားတာ ကြားတာ ကြားတော့ဘာတူတော့ ဒီတည်းကြလို့မကျင်နဲ့တဲ့ဖွေးဖွေးက ဖွေးဖွေးက
ခလေးလေးတယောက်လို့ဆရာရင်ဝင်ကိုအပြေးလေးတောင်းဖို့လှုပ်သေးဟဲ့ တော်ပြီဘာပြန်ကြည့်နေတာ ။အော်ကိုနေတို့နေရာမရဘူးလားကိုနေတို့ အခုမှသူဖြာရှောင်းရှိသေးတယ် ။ तू ကတစ်မျိုး तू ကဗရိတ်နဲ့ရည်တာတစ်မျိုး ဟုတ်တယ် အဲ့တော့ဗါတဲ့ဖွေးဖွေးကဒီသတင်းကြားလို့ငါရဲ့ရင်ခွင်ကိုကလေးလေးတယောက်လို့အပြေးလေးရောက်လာပြီးတောင်းဖို့လုံးနေတာ ။တောင်းဖို့လှုပ်သေးတယ် ဖွေးဖွေးလည်းပြောလိုက်စမ်းပါ ။ဘာပြောလိုက်မှာ ကိုမိုးကအချစ်ရေးကိုမစင်စားပါရစေနဲ့ ။အော်ဖွေးဖွေးလည်းကြိုက်သေးတယ် ကြိုက်ဘူး ။မကြိုက်ရင်ဘေးချိတ်ထားလိုက် ဖွေးဖွေးလည်းဘေးချိတ် သွား ။ထားကိုတည်တဲ့မယ်လိုဒီက ဟုတ် ဟာသူကတော့ဆိုးရမယ်လို့ဆိုတော့တုတ်ခိုင်ခိုင်ကြီးရဲ့ငါနဲ့တော့လိုက်လောက်တယ် ဝတ်တီဝဲစရာအောင်လေ အေးဗါတဲ့အဲ့မေလိုဒီကဘာပြောစမ်းပါ ထားကိုတည်တဲ့မယ်လိုဒီက မေလိုဒီက တကယ်အဒီတူရထိုက်တယ်ဆိုပြီး အဲ ရင်ဘက်ကိုအောင် အမလေး အောင် အမလေး အောင်နဲ့တူတီငိုပွဲကြချုံချုံဝင်တော့ အမေဂျုံခွဲချငိုတာ ဟုတ်တယ်သူ မ က မရလို့ မရလို့လေ မေလိုဒီလည်းပြောလိုက် ဘာပြော ကိုမိုးအချစ်ရေးစဉ်းစားရင်ထိတ်ဆုံးကစဉ်းစားပေးမယ်လို့ အော်သူ့လည်းမစင်သားသေး မစဉ်းစားဘူး မလေးသူ့လည်းမစင်သားဘေးချိတ်ထား လဲ လိုက် အောင်ထားလိုက်အောင် ဒါကိုတီးတဲ့ဟိုကောင်မ ဟာကြံသေးလား ဟိုကောင်မအစိုးတော်လေ ဘယ်သူတော့ဟိုကောင်မအဆိုးတော် ရွှေမော် အော်ရွှေမော် သူလည်းပါတယ် သူကဘာပြောလဲ အမလေးရွှေမော်ကလည်းအလွတ်တော်ဆိုပြီး အဲ အတင်းလူ ဟာငါဘဝကြီးစုပ်ပြတ်တတ်နေတာပဲကွာ ကျွန်တော်ကိုခံစားရတယ်ဆရာကြီး မင်းကဘာတွေခန်းစားနေဟဲ့ ငါဘဝကြီးတော်တော်ဆိုးတယ် အတင်းလူ အတင်းလူတော့ တရင်စုတဲ့အမစီက မီဒီယာ MC ကဒီသတင်းကြားပြီ ကြားပြီလေဆရာသချင်းတွေလည်းပေါက်နေတယ်လေ ငါ့ကိုကောင်မလေးတွေဝိုင်းလူနေတာကို MC ကြားသွားပြီ ဟုတ်တယ် ကြားတော့ဘာလို့ဆက်ဖြစ်ကုန်တော့ တရင်စုတဲ့အမစီက သတင်းစုတဲ့ MC က အင်တာဗျူးတယ်လို့ အင်တာဗျူးသလိုဟုတ်ပြီ ဝိုင်းထဲကလင်တာယူမယောက်ျားတင်း ချတော့ ဟုတ်တယ်မင်းသမီးတွေမှမကြိုက်တာလင်တာယူမနဲ့ပြီးသားပြတာကောင်းတယ်ကျုပ်လည်းစိတ်ဆင်းရဲတယ် ကိုစရာဘာတော့ ကျင်းသေးတော့အတုံးမကြံဘူးရဲ့ ကျိုးသားလိုက်စားလင်တာယူမယောက်ျားကြီး ဟဲ့မင်းဘေးတော့ခမလို့နဲ့မင်းပစောက်ပပိတ်ထား ဘာသာပါ အေးပစောက်ပေါက်ပိတ်ထားကျက်တီတုံးတာဗျာပြောလိုက်တာဖွေးဖွေးတွေကမယ်လိုဒီတွေကကြည့်ပါဦးရွှေမော်တွေကဟောတဲစုငိမ့်တောင်ပါသေးတယ်ကျုပ်ပီတိတွေဖြစ်ခုကြတော့ဗာလေလင်တာယူမယောက်ျားနင်ကငါ့ကိုလင်တာယူမနဲ့ပေးသားတာ ခမရမမင်းသမီးတွေမကြိုက်တာလင်တာယူမနဲ့နောက်ဆုံးပိတ်ညားသွားလား မင်းပစောက်ပိတ်တာ အမေဘာကိုပိတ်ခိုင်းနေအမေအမေကြည့်ပြောလိုက်အောင်အမေ ဟောမင်းတို့အခုပေါ်နေတာဗာလေကျုပ်ညံ့နေရဘူးကလေးတယောက်ကအကွေးအဲ့ဒါရလားဟဲ့ဟာဆိုင်နေတော့ကြိုက်ဘူးဟာ ဘယ်တချင်းလုံးဆရာကလေးကတောင်းတယ် ကောင်လေးကတွေ့ဖို့ချိန်တယ်ည10နာရီကျော်တယ် တန်တန်တန်โอเคဒီတချင်း တန်တန်တန်ဟာ သဘောပြောတာလေ တန်တန်တန် လိုက်ဆမ်းပါလိုက်ဆမ်းပါ ဟာတန်တန်တန် စဉ်းစားကြည့်အောင် တန်တန်တန် ကောင်လေးကတွေ့ဖို့ချိန်တယ်ည10နာရီကျော်တယ် တန်တန်တန် မြို့ထဲပဲကားတွေပတ်လို့ရှောက်လို့ကောင်းပါပါလေ တန်တန်တန် မြောက်ထဲပဲရုပ်ရှင်ကြည့်ကျင်လို့ဆိုအိုတာပါလေ တန်တန်တန် လက်ကောက်ပြန်အိမ်ပြန်ဖို့မယ်ဆိုရင်နေကြတာက တန်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  အမောင်ဝေးချကောင်လေးချအနောက်ပြီးတန်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 ပခုံးလေးကတ်ကောင်းကြီးကတ်ပြီးကောင်မလေးချက်ပြီးအနောက်ပြီးတန်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 လိုက်ရှောင်းမပြေးနဲ့ဘိုးကြီးကတင်ကြပေးမယ်ပြုံးပြီးတွေအတွက်ရှောင်းဝင်းနဲ့ဘာထမလို့ဘာညာပြုံးပါလာကိုလာပြီးမနောင်လေးနဲ့တော်သမ်းကဒီဆောက်ကလေးနဲ့ဘာမှမသိပဲရှောင်းမတွေးနဲ့မှတ်ထားတော့ဓမ္မတဲ့သင်္ကန်းသာယူ all right မိုင်းစားဘူးဘာလဲ all right မိုင်းစားဘူးဘာလဲဆက်လိမ့်လဲငါမတော့ပါဘူးအရက်ဆိုလဲငါမတော့ပါဘူးသိကြပြီငါမဖောက်ပါဘူးဘာလဲကွာအဲ့ကောင်ဆောင်းနာဘူးရှက်တာယောက်ျားမှနှမျိုးပဲရှိတယ်တစ်မျိုးကနာဘူးတစ်မျိုးကကန်ဘူးအမင်းလည်းတစ်မျိုးရှိသေးတယ်ဟိုလုံးဒီလုံးဒါကတတ်ဘူးနမှုကိုကန်ထုထင်ပြီးသွားရှုပ်တဲ့တော့သူကမတန်ယူဓာတ်ဖြစ်ဖြစ်မဖြစ်ဖြစ်တော့သူကောင်းလာတယ်ဘူးမှမချဘူးမှတ်ထားကြတော့ဒါမျိုးတွေကသိကြောက်ဖို့ကောင်းတယ်ယောက်ျားလေးတော်တော်များများကဒါမျိုးကြစစ်တဲ့ကကောင်းတယ်နောက်ကြမှာစိတ်ဖောက်ပြောင်းတယ်ထိပ်ပေါက်ကောင်းွယ်ဒါပဲကောင်းတယ်ဒါကြောင့်ကိုတင်းလာမလို့နဲ့ကိုချစ်သူကဘယ်လိုလောက်ကြောင်းလဲဒါဆိုရင် ပြပြကြမှာပြောကောင်းလေကိုပါကောင်းရဲ့ ဒါဆိုရင်ပြောပြပေးပါဘလို့ကကောင်းမလဲကိုပါတော့ရေပြောပါ ပြောလိုက်ဆမ်းပါဒါပြော တန်တန် ပြောရရင်ဘောကတောင်းခွေကံကြမ္မာဘိုးပဲလူရတောင်းခွေစဉ်းစားရင်ကိုကညောင်းမဲ့ဘွားကြီးကတည်းကတိုးတောင်းတယ်ဒါကြောင့်မို့ချိန်နေနောင်းမဲ့တလုံးကလုံးဘိုးကြီးပဲကောင်းတယ်ကောင်းလေးကတွေ့ဖို့ချိန်နေညစတာကြီးကြော်တယ်မြို့တွေပဲကားတွေပတ်လို့ရှောက်လို့ကောင်းပါပါနဲ့မြောက်ထဲပဲရုပ်ရှင်ကြည့်ရင်လို့ဆိုဟောတာပါနဲ့လက်ကောက်ပြန်အိမ်ပြန်ဖို့မယ်ဆိုရင်ဒီလာတာက တန်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 တ
နာပခုံးလေးက ဒါ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  ကောင်းမလေးရှက်ပြီးအနောက်ပြီးဒါ
ဟုတ်တယ် အဲ့ဒန်ဆိုခရောက်စဉ်းစားကြည့်နော်ဗါလေကောင်လေးကတွေ့ဖို့ချိန်နေည10နာရီကျော်တဲ့ တန်တန်တန် ပြုတ်တဲ့ပြေကားတွေပတ်လို့ရှောက်လို့မောင်းပါပါတယ် တန်တန်တန် မြောက်ထဲပဲရုပ်ရှင်ကြည့်ခြင်းလို့ဆိုအောင်တာပါတယ် တန်တန်တန် နိုင်တော့ပြန်အိမ်ပြန်ပို့မယ်ဆိုရင်ဒီလာတာ တန်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  အမောင်လေးချန်ကောင်းလေးချန်နောက်ပြီးတောင်းတန်းပခုံးလေးပဲ တန်တန်တန် ကမလေးရှက်ပြီး တန်တန်တန် ကောင်းကြီးကပ်ပြီးနောက်ပြီးတောင်းတန်းပါပြီ ဒွန်တန်လန်တန် ဒါနတ်တမှာဟဲ့ဘယ်နဲ့ဓာတ်လန်တန်တော့ဟဲ့ ချူတချီ အငုတ်အဖော်အမေနောက်လေးတောင်းပါ တော်ရတော့ထိမနိုင်တော့ ရရထိမရသိမရ လာပြီ ဟေး ခမခမ မိမနေတော့ငါသူချင်းဝင်းပြီးလောက်လက်မွေးပြီးလောက်လက်စရာမပြောမရဘုရားဝီကိုကြောင့်ဘုရားလေးရှိတယ်ပြောမယ်ဒါတော့မိမနေတော့ငါသူချင်းဝင်းပြီးလောက်လက်မွေးပြီးလောက်လက်စရာမပြောမရဘုရားဝီကိုကြောင့်ဘုရားလေးရှိတယ်ပြောမယ်ဒါတော့မပြောနဲ့ချုံမကဘလုံးမသိတဲ့ကြာစင်မပြောမပြောကချင်းနဲ့ကိုချီပါလေမပြောနဲ့ချုံမကဘလုံးမသိတဲ့ကြာစင်မပြောမပြောကချင်းနဲ့ကိုချီပါလေပြောကလည်းတော့ကချုံလို့ရှာဆိုတာလူရည်လေးရပြချပွေရပေါကြတာပြောပါလေပြောကချင်းတော့ကလည်းရချဆိုတာလူရည်လေးရပြချပွေရပေါကြတာပြောပါလေစိတ်ကဘုံကိုရည်တက္ကရှိတဲ့သူရည်လက်ကတော့ကြီးနေတယ် ယေယေလောလောရပြီโอเคဟာပြော အမေအိမ်မနေတော့ငါဆိုချင်မင်းလာလက်မွေးပြီးပြောကြရတော့ပြောမယ်ရဝင်နေတော့ပါမီကိုကြောင့်ပွပွနေနေရှိတာပြောမယ်ဘာလို့လို့စမအမေအိမ်မနေတော့ငါဆိုချင်မင်းလာလက်မွေးပြီးပြောကြရတော့ပြောမယ်ရဝင်နေတော့ပါမီကိုကြောင့်ပွပွနေနေရှိတာပြောမယ်ဘာလို့လို့စမဒီမဲ့ပြောတဲ့ချုံကဘလုံးမသိကြဘူးဘယ်မပြောတော့ကကြီးရဲ့ခွချီပါမယ်မပြောတဲ့ချုံကဘလုံးမသိကြဘူးဒီဘယ်မပြောတော့ကကြီးရဲ့ခွချီပါမယ်ပြောတဲ့ဘောကလည်းရောင်းချဆိုတာလူရည်လေဒီရပြောချခွေရပေါပြနေတာများပါလေပြောတဲ့ဘောကလည်းရောင်းချဆိုတာလူရည်လေဒီရပြောချခွေရပေါပြနေတာများပါလေစိတ်ကဘောကလူရည်လေစိတ်ကရှိတဲ့လူရည်လေလက်ကတော့ဒီနေတယ် နညောကြကြီးမလောက်ပါနဲ့ ပြောရမယ်လား အားရှိပါလေ လာပြီလေ ဟုတ်လားတော့ကြားချက်သိဝင်လာ အမလေးကျုပ်တီး ငငယ်ရွယ်နဲ့တိတ်ကိုလာကိုလာပုံစံလေးကကြည့်တာတာချီရဒါပေမဲ့ကိုလေးချစ်ပြီးမှရုပ်သီးဆောင်နေကိုကပြရောရင်းနေတောင်းနေပြီအချစ်လေးလူကိုဒုက္ခပေးကလေးလေးစားနေလေဒီလိုဖြစ်ပြီးကိုတီးလေးခွေရှောင်းနေနေရောခံလိုက်တော့မြည်မျိုးဒီလိုမျိုးဒီချစ်ကိုမရှောင်နိုင်တာခလာရဲ့မြည်မျိုးใจလူလူတိုင်းကိုဒုက္ခကိုရှာရဲလို့ဆိုလာခွေကိုလုံးလာဒီမျိုးတီးလေးစားမိဒီနေဘူးပြီးဒီစက်တဲ့ဒါနဲ့ရှောင်းနေတယ် 你远远的飞过来，风在里个大大听见呀，大妹妹不离起飞嘛，有地上不够漂亮，你到那边一起来，如果都不给个你来打人，你都别对我地里归，我想你你要看来咯。有地路苗，有地路苗，每次我们想来那看来，有地路ใจလူလူတိုင်းကိုဒုက္ခကိုရှာရဲလို့ဆိုလာခွေကိုရလောလာလူမျိုးတီးလေးစားမေး
တော့မိမခေါ်ပေးစမ်းပါဗျာထေးကျွဲ ဆိုင်းเสียလို့ပါနိမိတ်ဆက်เสีย ဟုတ်ဗျာခမရကျုပ်ညနေကပြောထားတယ်လေ ဘာလို့လဲ ခမရဆက်စရာလောက်ပြီကျုပ်ကအလုပ်တကားလေးဗျာခမရလေ ဟောရာ9000ဆိုင်းเสียနေဆက်เสียဖြစ်သွားခမရနေပါခမရမတူတော့ ဟောကျုပ်ကဇော်ဦးလီနော်ကေဘာလို့ ကိုစောဦးอ่ะ အဲ သူ့ကိုတူတောင်စကားပြောတာကြားရလားမသိဘူး ဟုတ်လေညနေကနေ့တွေချိန်မိတာသူ့နေမှာကျွန်တော်ခဏငှထားတာကျုပ်ကဇော်ဦး ကိုစောဦးကိုတွက်လက်မှုနဲလို့ ဟုတ်တယ် ခမရကကိုစောဦးနာမည်ယူထားတာ ကျုပ်ကခဏယူထားတာ ဟောဒါဆိုခမရလူတကာကြီးပေါ့ ဒါပေါ့လူတကာကြီး လူတကာကြီးကိုစောဦး ဟုတ်ကဲ့ ကျွန်တော်ဘာကူညီပေးရမလို့ပြော ဟောဒီလိုလုပ်ပါခင်ဗျာကျုံမိမထေးကျွဲလေးကျွဲလေး အော်မ ကျွဲလေးပြောက်သွားလို့မလို့ကျွန်တော်ဟွာလေးခင်ဗျာဆက်စရာဆိုတော့မိုင်လေးနဲ့ခေါ်ပေးစမ်းပါကျုပ်ကို အော်ကျွယ်လေး ကျွဲလေး သူ့ကြမှာဟိုကတကယ်ခေါ်တယ်သူကကျွယ်တယ် ဒီခင်ဗျာဆက်စရာဆိုကျုပ်ကိုခေါ်ပေး ကထားလိုက်ပါခေါ်ပါကဲဒေါ်ထေးလေးကျွယ်ခမရယောက်ျားကိုစောဦးကခေါ်လို့ဗျာဆိုင်းတော့ခဏလာခဲ့သားမအောင်ဗျာ အော်ခဏလေးခင်ဗျာအဲ့လိုခေါ်ရအောင်ခင်ဗျာ ဘယ်လိုခေါ်ရတာတော့ ကျုံမိမကျုပ်ခေါ်မရတာကျုပ်ခေါ်ကြည့်အောင်မများ ခေါ်ကြည့်ပါ ကျွဲလေးဟာထေးကျွဲမရောက်နေဟာ တာ တော့ပြင်လာအောင်နေဟာမမကိုလောရတယ်တက်ကိုတော့ခိုင်းနေတာပဲလာအောင် ကိုစောဦးကတော့ကြံပါဟိ ဘာလား နေဖေးရောက်နေတာတော့ ကျုံသွားတာကြည့် နွားသားနောက်မှကြည့်နေငါစီစဉ်ပခိုင်းတာကုန်ပြီးပြီလား ဘာလို့ ဟုတ်ဗျာတို့ရောက်ကြောင်ဆရာတော်ဘုရားကတို့ရဲ့သားနဲ့သမီးကိုလူအတွက်အလိုရက်တက်ပြီးသွားပြီလေနေရလေ အော်ကျုပ်ကမိနေတာအလုပ် အေးနေရဟဲ့အတိကောင်မင်းနေရအဲ့တော့နေကစီစဉ်ခိုင်းတာစီစဉ်ပြီးသွားပြီလားအကုန်စီစဉ်ပြီးသွားပြီလား ပြီးပါပြီ အဲ့တော့ဝေယဝဆအဖွဲ့တွေရော အကောင်လုံး ချက်ဖို့အဖွဲ့တွေရော သိပြီ အကုန်ပြီးပြီနော်အကုန်ပြီးပြီဆိုတော့နေတို့ရွာနေသူများရင်တို့လို့မရဘူးသူများအလွေဒီတူပဲသူလဲစိုင်းကောင်းကောင်းငါမှရမှာ ဆိုင်တော့ကျမတော့ special နော် ဟာအဲ့ဒါတော့ကျွန်တော်ဂျားတဲ့ညက်ပြောမယ် ဘာလို့ပါလဲ ကျွဲဒီကဆိုရင်တော့ဆိုင်းကောင်းကြိုက်တယ်ဆိုင်းဆရာတော်ချောမှငယ်မှ ချောမလာမ ဟာတခြားဆိုင်စဉ်းစားမနေနဲ့ဟာငယ်ချောနဲ့ဟောမြမကြီးမိုးဝင်းကခင်ဗျာတော်တော်ချောဆိုပဲ ဟေးအာမိမ ဟေး မိမ ဒါ နေသဘောရော ကျုပ်မြန်မာပြည်မုံဝင်းဆိုရင်တော့ကျုပ်သူတချင်းလေးကိုလည်းကြိုက်တယ်တော့ အဲ့ဖေးချင်းမလေး အညာသားရဲ့ရင်ပတ်ကြီးဆိုတဲ့တချင်းလေး အလူမှကျွဲတောင်သိတယ် တော့ကျုပ်ကအဲ့တချင်းကိုတအားကိုကြိုက်တာတော့ ငားလိုက်အဲ့ဒီဆိုင်ကမိုးဝင်းနဲ့တော်ချောတယ်ဗျငယ်လဲငယ်တယ်တနေ့နဲ့ရေခဲစိန်တာကြုံသွားလို့ ဘာကြီးပြောနေတော့ ငယ်တယ်လောက်ပါ ဆက်စရာခင်ဗျာအသားလေးပါဆက်စရာရဲ့ခင်ဗျာကလည်း ဟုတ်ပါပြီ ကျုပ် လို့ပါ ပြော လို့ မယ် ပါ တော့ကျုပ်ပြောမယ် ပြောကြ အဲ့ဒီမြန်မာပြည်မုံဝင်းငားမယ်ပြီးတော့ကျတော့မြန်မာပြည်မုံဝင်းနေမဟုတ်ဘူးသူ့တူလေးကလည်းချောတယ် ဘ တော့ ယ်လိုလုပ်မှသူလူလေးอ่ะ သူ့တူကဟိုဟာလူခတယ် အော်လူခါလေး ဟာလူခကလည်းခင်ဗျကိုရီးယားမင်းသားအတိုင်းပဲချောတာမှရက်ဆက်တယ် ညို့ဆက်စရာခင်ဗျာငါမလားဂျုံငါမလား ကျုပ်ကကြိုက်တယ်ဆိုင်ပြောတာလေဗျာခင်ဗျာကလည်း အော်ဟုတ်လားအဲ့တော့မိမကြီးကသဘောကျလားဟာ အော်ကျုပ်ကတော့အဲ့ဒီဆိုင်မှာကြိုက်တယ်တော့ ကျွဲမကြိုင်တော့ကျွဲသဘော မ ဇောကတော့ကျွဲသဘောပဲ အမေဇောဇောနဲ့ကျွဲနဲ့တွေ့ အဲ့တော့နေဆိုင်ကိုနေကြိုက်တာငါပြီးမယ်နော် ဟုတ်တယ် အဲ့တော့မနက်ဖျားစားပြီးတော့ကျွန်တော်တို့ပြောသွားမယ်ပြီးရင်မြန်မာပြည်မိုးဝတ်ဆောင်ကရအောင်ငါခဲ့မယ် ဒီချာငားကဲနော် အဲ့တော့နေကြိုက်လေငါရအောင်လုပ်ပြီးတယ်နော်နေညကြိုက်လေနေငါကြိုက်လုပ်ပြီးဦးဗျာနေ ဘာတွေပြောနေရလဲ ဝတ်သားနဲ့ထမင်းစားလို့ခုခတ်ထားအဲ့လိုပြောတာအဲ့တော့နေပါဦးနေဆိုင်ရတော့အဆင်ပြေပါပြီ အစင်ပြေသွားပြီ နေစံနေဘာတွေရောနေဝက်ချက်ပြီးပြီလား ကျုပ်ကဆန်တော့ကျုပ်တို့ဘက်ကလည်းဆန်တော့ထွက်တယ်ဒါပေမဲ့ကျုပ်ကဆန်ကိုတော့ကောင်းလေးတော့လိုချင်တာတော့ အမေတို့ကတို့အိမ်မှာစားတယ်လို့စံကောင်းတာကျွေးချင်တာ ဆ တော့ န် နေ ကောင်းတာပဲကျွေးချင်တာကျုပ်က အဲ့တော့နေဘာစစ်စစ်ပြီးတော့ အဲ့ဒါတော့ကျုပ်ကစဉ်းစားတော့ စဉ်းစားတော့ရှိသေးလား တော့မင်းမလို့ ဒုက္ခပဲဟေးနေရလဲဘာဆိုလဲငါပဲညဆိုလဲငါပဲနေ့ဆိုလဲငါပဲအကုန်နေငါကြီးပဲနေရ ရုပ်ကိုစောဦး ခညာ တော်ထင်းကျွဲ ရှင်း ကျုပ်တခုတော့ပြောဦးမယ်ဗျာ ဘာ ခညာပါလေ ကျွဲဒီကမပါမဖြစ်ကျုပ်လည်းကြိုက်လို့ပါမုတ်ပါတူလေးတော့ထည့်သားမှာ ဩမုံပါတူ အေး တုံနဲ့သူတို့မှမွေရရက်ဆက်တယ်တော့မုတ်ပါတူလေးတော့ထည့်ပေးသားမှာ ဟုတ်ပြီဆက်စရာသဘောကျတော့လုပ်ပြမယ်နော် မဟုတ်ပါဘူးကတော့ပါမဖြစ်မှာလား အဲ့တော့နေစံနေပါဘာမှစဉ်းစားသေးဘူးပေါ့ စဉ်းစားသေးဘူးကျုပ်က အဲ့တော့ထားပါအေးငါပဲစီစဉ်ပါမယ်အဲ့တော့စံဆိုတော့ကြောက်ပတောင်းမှာငါအတီတမာတိစံစပ်ပိုင်ရှင်ဝမ်းလေးဆိုတဲ့လူရှိတယ် အော်တော့အဲ့ဆိုအဆင်ပြေပြီလေ အဲ့တော့ငါတို့စီတော့ပြီးလက်မကြည့်လိုက်မယ် တိုင်းလဲတခါတည်းငါ ဒီဖုန်းနံပါတ်ရှိတယ်ဆိုတော့နေငါတခါတည်းဖုန်းနဲ့ရင် join ကြ အ ည့် ရ လို င် က် ဆက်ကြည့်ရောအရင်ဆက်ကြည့်ရော အဲ့တော့ငါဆက်လောက်မယ်နော် အေးဘာတွေလုပ်နေရတော့ ဖုန်းမင်းနေလို့ အော် ကဲ00ဘဲဦးကြက်ဦး အာဖုန်းနံပါတ်ကိုပြော ဟာပြီဝင်သွားပြီ lucky အာဘယ်လိုဖုန်းတော့ ကလင်လည်းမဟုတ်ဘူး lucky တို့ကပြောင်းမြန်အာ တေချာဆက် hello ဟယ်လို ဟိုဘက်ကအနာဆွာလိုက် ခင်ဗျ
စပီကာမဖွင့်တယ်လေ စပီကာဖွင့်ထားလို့ဟယ်လို ဟယ်လို နေကောင်းလား နေကောင်းလေကောင်းလေ တော့ပွဲရုံကလည်းဘလူးကြီးတော့ နိုင်လေပွင့်ဝင်တော့မှာပဲ ပွဲပုံတော့ ဒါဝါတမာတိစံစပိုင်ရှင်ကိုဝမ်းလေးလားခမရ ဟုတ်တယ်လေ အဲ့ဒါမလို့ဘူးလို့ပြပြပြောလို့ ဆရာကြီးအဲ့လောက်မလိုပါဘူးကျုပ်လေကျုပ် ကျုပ်ဆိုတာဘာတော့ ဟုတ်တယ်ဆွဲကြွပြောတာဟာကျုပ်ဆိုတာကျုပ်ရဲ့နာမည်ပြောတာကျုပ်ရဲ့နာမည်ခမရသိတယ်မလား အော် ပြီးပြီပေါ်တာ သိတယ်ဗော တီဦး ဒီလူအတော်တော့တာပဲနော်ဒါကိုဝမ်းလေးလားမသိဘူး ဟုတ်တယ်သမားဒီပွဲရုံကတထေးဝမ်းလေ ဝမ်းလေးလား ဟုတ်တယ် ကျွန်တော်ကကျွဲတီကကိုစောဦးပါ အော်ကိုစောဦးလား ဟုတ်တယ် ပြောလေ တော့ပွဲရုံကလည်းတော့နားနေညီးလိုက်တာ နားနဲ့ညီးတာ ဒီ ရဲ့ နေ့တက်တာပြောခိုင်းပါ ကိုဝမ်းလေး ဘာလို့ ကျုပ်တို့ကအလူလူမားဆိုတော့ခမရစီကစံလေးပါလေးမှာခြင်းလို့ဗျာ အမလေးသမားဒီပွဲရုံမဟုတ်တာမလောက်ကြိုက်တဲ့ဆံမာလိုက် အဲ့ဒါသဘောကျတာ ကျုပ်ကကြိုက်တယ်တော့ အဲ့ဒီတော့ငါစံလေးပါလေးမှာကြည့်လောက်မယ် တေချာမနော် အဲ့ဒီတော့ကိုဝမ်းလေး ပြောလေ ခမရစီမှာငစိန်ရှိလားငစိန် ငါစိန်ဓာခုတ်ခါလို့တဲ့ သနာပါတယ်ဟဲ့ ဘာလို့ရှောက်လို့လဲဆန်ဆန်ငစိမ့်လို့ ကျုပ်ကစံငစိန်ပြောတာ စံငါစိန်လား ရှိတယ်လေ မိမနဲ့ငစိန်ကြိုက်လားငစိန် ငစိမ့်ကျုပ်ငစိမ့်တော့တိတ်မကြိုက်ဘူးတော့ ကြိုက်သေးဘူးလား မကြိုက်ဘူးမကြိုက်ဘူး ထပ်မှကြည့်လောက်မယ် တေချာမင်းပါ ကိုမလေး ဘာလို့ ငစိန်တင်ပြခမရငကျွဲရောရှိလားငကျွဲ ငါကြွဲရတော့ဘွက်လူလို့ ရစ်ပတ်တာပေါ့ဟဲ့ ဟုတ်တယ် ရှုနေတယ်မှာ ဟုတ်တယ် ဆန်ငကျွဲလို့ ပြောကောမလေး ဘာလို့ ကျုပ်ပြောတာစံငကျွဲပြောတာ အော်ဆန်လို့ထည့်ပြောလေ ဟုတ်တယ် ရှိတယ် ရှိတယ်လား ရှိတယ်လေ ပိုက်တယ်ပြောအမိမငကျွဲရှိရတယ်င င ကျွဲ ကျွဲတော့တိတ်တော့လည်းမကြိုက်ချင်ဘူး ဟ တော့ မ်ခမရမိမတော်တော်ကြီးများပါဟော ခမရဘလို့ကြားတော့ ဖုန်းเนี่ยကြားနေရတယ် ညတူတူပြောကြားသွားလိမ့်မယ် တခြားမေးပါအောင်ကျုပ်ကကောင်းတာလို့ကျင်တာပါ အဲ့ ဆို တော့အမိမနဲ့ခဏအိုက်ထားအောင်နော်အဲ့တော့အမိမနဲ့တိုးရွှေဦးကြိုက်တိုးရွှေဦး တို့ရွှေဦးနည်းနည်းပါးပါးမေးကြည့်ပါအောင် မကြည့်မနော် အစင်ပြေလောက်လာလို့ ဟယ်လိုကိုဝဲလေး ပြောလေ တော့ပွဲရုံကလည်းတော့စိတ်ပြည့်စရာ ကော ကော င်း င်း ပါ ပါ ဟော လေ တာဟဲ့ဟိုအားရှိလားခမရရွှေဦးရှိလားရွှေဦး ရွှေဦးတော့မရှိဘူးတေးဦးပဲရှိတယ် အေးပေါ့ပေါက်ချလိုက်တာပေါ့ဟာ ဟုတ်တယ် နေတယ်လို့ ကျုပ်ပြောတာဒိုးရွှေဦးပြောတာဒိုးရွှေဦး အော်စံတို့ရွှေဦးလား ဟုတ်တယ်လေ ရှိတယ်လေ နေဒိုးရွှေဦးလည်းရှိတော့အစင်ပြေးပြန် ဒါ နေ ပေ တယ် မဲ့ကျုပ်ပြောမယ်တော့ရွှေဦးကိုတော့ကျုပ်မကြိုက်ဘူးဘာလို့လဲဆိုတော့အဲ့ကောင်ကျုပ်ကိုငငယ်တုန်းကရီးစားစကားလိုက်ပြောဘူး ဟောကြာအရေးတဲ့ကမိမလည်းမရလဲနေ့ဒီစားကြမပြောပါနဲ့ငါစံမားနေတာ ဆန်လား နောက်တော့ပြုတ်ထပ်မှကြည့်လိုက်အောင်မယ် ရွှေဦးတခြားမကြွား ပေါ်စံမွေးလေ အေးအဲ့ဒါ လူချင်တာအဲ့ဒါ ကောင်း အဲ့တော့ဟာပြောကိုဝဲလေး ပြောလေ လေကောင်းထွက်သေးပါသေးဗျာ အဲ့ပွဲရုံပိုင်ရှင်ကတော့ဟောဒီဖုံးချပြီးအသက်ထွက်မှာသိကြတယ် ခမရပေါ်စံဘလို့နေပေါ်စံ ပေါ်စံအမွေတော်တော်ရှိတယ် ရစ်ပိုက်တာဟဲ့အဲ့ကောင်မှရေချုံးချင်ပါလေ အာညက်ဘူးလေကောင်မ ကိုစော ခမရ ကျွန်တော်ပြောမယ် အဲ ပေါ်ဆမ်းမွေးလို့ပြော ပေါ်စံမွေတခါလေးဆက်ပြော ပေါ်စံမွေးရရှိလား ပေါ်စံမွေဆန်လား အေးပေါ်ဟာ ရှိတယ်လေ အဲ့တော့အဲ့ဒါနေပေါ်စံလက်ရှိရဆိုတော့တို့ထိုးရွှေဦးနဲ့ပေါ်စံမွေးနဲ့တို့တည်င်းလောက် အဲ့ဒါဆိုမဆိုး အဲ့တော့ကိုဝဲလေး ပြောလေ ရိုးရိုးပြောရပါတယ် မကြောက်ပါကြောက်လို့ ရပါတယ် အဲ့တော့ကိုဝဲလေးကျုပ်တို့ထိုးရွှေဦးနဲ့ပေါ်စံမွေးနဲ့ကိုကျုံနဲ့ဒီခွဲယူမယ်ဗျာနော် ကြိုက်တယ်လို့ယူတမာတိပွဲယုံမဟုတ်တာမလား ကျုပ်ကအဲ့ဒါကိုကြိုက်တာ အဲ့ဒါသဘောကျလားအဲ့တော့စံတော့အဆင်ပြေတယ် အေး တို့ပဲတွေဘာတွေရောကျွေးကောင်းမူလား ဘဲဒီပါရတော့ဘာမှမတော်လေ အေးအဲ့တော့နေငါပဲလေးပိုင်းနဲ့မေ့ကြည့်လိုက်အောင်မယ်ယောကိုဝဲလေး မေမေကြိုက်တာမေ ဟုတ်ပြီအဲ့မှာခမစံစမ်းမာမြပဲတွေဘာတွေရောရှိလား အောင်မလေးစံနေမဟုတ်ဘဲတွေရောအကုန်ရှိ ဟုတ်ပြီအဲ့ဒါဆိုခမပဲထဲမှာမတ်ပဲမတ်ရှိလားမတ်ပဲ ဟမ် မတ်ပဲ မပဲလာရွာတဲ့သွားတယ် အေးပါဟေးအဲ့ကောင်မှပြတ်မလာသေးဘူး ရုပ်လူတကာ ပဲပဲ စားတဲ့မပဲဒီလိုရှင်းအောင်ပြောပါ စားတယ်ပဲ ကျုပ်ပြောတာစားတယ်မတ်ပဲပြောတာ အေးလိုင်းရသိမရှင်းလို့စားတယ်မပဲလား အာ ရှိတယ်လေ အမေမ တော့ မတ်ပဲရှိရတဲ့ဟာ မတ်ပဲရှိတယ်လား သဘောကျလား ဒါပေမဲ့မတ်ပဲကတော့ကျုပ်ကတော်တော်များများလည်းသိနေရဆိုတော့တိတ်ဒီမကြိုက်ချင်ဘူးနည်းနည်းမေးချင်အောင်တခြား ကြီး လေး ကြီးများတယ် လို့ဟဲ့နင်တို့တစ်မျိုးငါဖုံးကန်ရတာလေးနေပြီတစ်မျိုး ဟုတ်တယ်ဟုတ်တယ် အဲ့တော့ငါမေးကြည့်ရမနေရော အေးမေး မေ ပါ ဟိုကိုဝဲလေး ရာ ကလားရှိလားကလား က
ကလာတော့ကြောက်ပတောင်းမရှိဘူးမဲတီလာမှာပေါ်တယ် အေးပါဟာ တွေ့ကြအဲ့ကလေ ကိုစောဦး ခညာ ဟိုဘက်ကငါဒူးထင်းနေခင်ဗျားလည်းဒီမဲ့ ဝီ ကလဲပဲလို့ပွင့်ပွင့်လေးလေးပြောလိုက် ဟုတ်ပြီကျုပ်ပြောတာကလာပဲစားတဲ့ကလာပဲ အော်စားတဲ့ကလေးပဲလား အေးလေ ရှိတယ်လေ အော်ဟုတ်ပြီကလာပဲရှင်မလိုက်ပါမ ကလပဲဆိုတော့ဒါပေမဲ့ကလပဲတော်တော်များများလဲကျွေးချင်တယ်တော့ အေးပါအေးပါ ကျုပ်ကသူများနဲ့မတူချင်တာပါဆိုမှပဲ အာနေကကြီးများတဲ့ဟာ ဒီများရေမချိုးထင်တဲ့လူမှာ ဟုတ်ပါညားဟောင်းနေတာ အဲ့ အဲ့ ဒါ ဒါ ကြ ညား တော့ တော့အဲ့တော့ကိုတော်ဦးအပါဦးကိုမလေး ကိုတော်ကလင်းနာမဲဟဲ့ မင်း ခါကဝိုင်းလေသမာဓိပွဲုံတစ်ထဲ မသွားလို့ပါဟဲ့ အေး ငါလည်းမင်းကခေါ်လာသတိပြအောင်လို့မလို့ ဒီပါရေးပါ ရှာရှိတက်ကတရားပဲ တော့စိတ်မရှိအောင်လုပ်တာဟုတ် အေးပါအဲ့တော့နောက်ဆုံးပဲဗျာ တခြားလေး ခမညာသတော်ရှိလားသတော် ဇတော်ဆုံးကန်ကြော်သွားတယ် အေးဘောသူလည်းစွန့်ပြီဟာ ကိုစောဦး ခညာ စတော်ပဲလို့ပြောပါခင်ဗျာစတော်လို့ပြောတော့ဟိုကဘုန်းကြီးမှန်နေတာလေ ဟိုဘက်ကတော့ဒူပါလေဗျာကျုပ်ပြောတာစားတယ်သတော်ပဲရှိလားသတော်ပဲ အော်ထားတယ်ဆိုတော့ပဲလား အာ ရှိတယ်လေ ဟုတ်ပြီအဲ့ဆိုရင်ကျုပ်တို့ပွဲနီးကကြကျုပ်တို့ရွာကာလာတိုင်းလာပြီးတော့ယူလိုက်မယ် လာခဲ့လာခဲ့ အဲ့တော့အဓိကကြမေးရအောင်မယ် ကြိုက်တာမေ ခမညာစမ်းတည်င်းပွဲအိမ်မှာအဓိကကြတာပေါ့နော်ခမညာမျက်စီလေးဘယ်လောက်ပါလဲ အမလေးတမာရီဆိုတဲ့အတိုင်း အာ မျက်စိကတော့နည်းနည်းပဲပါတယ် ပြောပါဦး တော်ပါသေး စေပြီတမာရီပွဲရုံမဟုတ်တာမလို့ အေးစေပြီဆိုစိတ်တော့မဆိုးပါဘူးနော်အဲ့ဆိုခမညာအဲ့နောက်တစ်ခုပေါ့နော်စပလုံးရောဘယ်လောက်ပါလဲ စပလုံးကတော့နည်းနည်းပါပါပေါ့ တော်ပါသေးတယ်ဘယ်လောက်ပါလဲ ဆန္နာပြီ ဟုတ်တော့ တမာရီပွဲရုံမဟုတ်တာမလို့ တမာရီပွဲရုံကလည်းကျုပ်ကလန့်လန့်ကိုလာတာတော့ အဲ့ဒါလေတိတ်တော့မဆိုးသေးပါဘူးနော် အေး အိုးခမညာကြောက်ခဲလေးပါလေရောဘယ်လောက်ပါသေးတော့ အဲ့ဒါ ကြောက်ခဲကြနည်းနည်းအစင်မပြေမှာကြောက်လို့လျှော့ထားတယ် တော်ပါသေးတယ်အခုမှအဆင်ပြေသွားတာဘယ်လောက်တော့ဟဲ့ 15ပြီ ဟာဒီသွားနေကျုပ်ကုန်တော့မှာ ခမညာတည်းကွဘာမှကြံပါလို့နော် တမာရီပွဲရုံမဟုတ်တာမလို့ သူကလည်းကားလေးစနေတာ စနေတာလား အဲ့တော့ကိုစောဦး ခဏခဏမနေတယ် ငါကောင်ကသတိပေးနေတာ အေးပါ တော့ အေးပါ ကျုပ်ကိုတမာရီပွဲရုံကလူနဲ့ရသိချင်းနေတာလား ငါကောင်ကသတိပေးနေတာ ငါလက်ရွေယူလိုက်လေ ဟာကအဲ့တော့ကိုမလေး ဟာ အဲ့တော့ခမညာလည်းအဆင်ပြေသွားပြီ စင်ပြေပြီ အဲ့တော့ကဲကျုပ်တို့နောက်တစ်ဖက်ကြလို့ရှိရင်ခမညာပွဲရုံလာပြီးတော့ကျုပ်တို့စံနေပိတ်လာပြီးဝယ်လိုက်ပဲဗျာနော် အမလေးလာခဲ့လာခဲ့ ကားနဲ့လာခဲ့မယ်နော် အကုန်စင်ပြေတယ် ဟုတ်ပြီဟုတ်ပြီ ဒါဆိုရင်ဖုံးချလိုက်မယ်နော် ဟုတ်ကဲ့အေး အေးအေး ဘုရားဘေးနာတိသွား ကျွတ်မှန်လာတာ အ တော့ မလေးဟဲ့အဲ့တော့မိမကြီး အမလေးတို့ပြော ကိုစောဦး ခမညာကြီး ခင်ဗျားလည်းအဆင်ပြေသွားပြီမို့လား အဆင်ပြေသွားပြီ ဒေါ်ထေးကျွဲ ရှင် ခင်ဗျားတို့နှစ်ယောက်အဆင်ပြေတယ်မလား အစင်ပြေပြီ အဆင်ပြေရင်တော့ခင်ဗျားဆိုင်းဘက်ကတာဝန်ယူတာကမြန်မာပြည်မိုးဝင်း ကိုမဝင်းတို့ အတော်ချော့အတော်လှတဲ့ဆိုင်းဆရာ ကိုရီးယားမင်းသားနဲ့တွေ့ဆိုလာပဲ ကိုရီးယားမင်းသားသူ့လောက်ပဲချောမှာတော့ ဟုတ်လား ဘာဝလေကိုဖြတ်ပြီးတော့ရှူရင်းရှိုင်ရင်းနဲ့အတော်ကိုလှတဲ့ဆိုင်းဆရာတို့ပြောနေ မြန်မာပြည်မုံဝင် ငါမင်းမအိုက်ဆိုင်ကားတော့ကွာအစင်ကစမက်ကလာ ငါလိုက်ပါတော့ အဲ့ဒီဆိုင်းကခင်ဗျားတို့လူကိုဂုံပြုတ်မှာ ဟုတ်ပြီ ဟဲ့လား ဟုတ်ကဲ့ အဲ့တော့ကိုစောဦး ခမညာကြီး ခင်ဗျားနာမည်အမှန်တကယ်ပြန်ပေးလိုက် ဟုတ်ကဲ့ဗျာပြေးလိုက်ပြီ ဒေါ်ထေးထေးကျွဲ ထေးကျွဲ ပြန်ပေးလိုက် ပေးလိုက်တော့ လှခေါ်လိုက်တော့ ဟုတ်ပြီ ဒီမှာကျွတ်တို့ဂုံပြုတ်ကျင်လို့ ခေါင်းပြင်းမဲ့အဲ့တော့အလူမကြီးနော်ခေါင်းချင်းကျွဲတို့လူတကာကြီးဦးစောဦးတို့ကျွန်တော်တို့ခေါင်းပြမတန်လေးပြင်မှာဖြစ်တဲ့ကျွန်တော်တို့မန်တက်ရှိကိုနော်ဆိုင်းရှိကိုခਿੱတခဏကြွပေးပါကဲ စီလေးညွှန်းလိုက် စီလေးယူပေးပါ ခဏခုံလေးခေအောင်ပဲလိုက်ပြီအေးခင်ဗျာ ဟုတ်ကဲ့ ဒီနေ့ကျွန်တော်တို့ရဲ့နှစ်ဖက်သောမိဘကြီးများဖြစ်ကြကုန်သောပွင့်ပြူမြို့နယ်တိန်ကုန်းရွာဥပုပ်ဒေါ်မြတ်ရွှေကျွဲဒီကျေးရွာဥထွေးနဲ့ဒေါ်တင်ကြီးတို့ကအမှုထားပြီးတော့ပွင့်ပြူမြို့နယ်ကျွဲဒီကျေးရွာနေအမဖြစ်တဲ့အလူဒိုင်ရိကာမကြီးဒေါ်မြတ်မြတ်ခိုင်တဲ့ဒေါ်မြတ်မြတ်သေး၎င်းနောက်ကျွန်တော်အလူတကာကြီးမောင်ဖြစ်တဲ့သာသနာဒိုင်ရိကအလူဒိုင်ရိကာကြီးဖြစ်တဲ့ဥဇော်ဦးပါခင်ဗျာဒီ
ဒီဘက်မှာကတော့ကျွန်တော်တို့ရဲ့အလူမကြီးသာသနာမိခင်ကြီးတော်ထိထိကျွယ်ဖြစ်ပါတယ်လို့ပြီးတော့သားယေရနာလေးမောင်ခွန်းနောင်ဆိုင်သားယေရနာလေးကိုမြတ်ဗုဒ္ဓသာသနာအတွင်းကိုသွတ်သွင်းတဲ့ပွဲကြီးသမီးလေးဖြစ်တဲ့မဆောင်းကလျာဦးနော်တော့သမီးလေးတွေနဲ့ခြံရပြီးတော့ဒေါ်မြတ်မြတ်ခိုင်ပဲမှာလဲဒေါ်မြတ်မြတ်သိဒါခိုင်လားလားကဲဗုဒ္ဓသာသနာဖယားဘဂဝါအတွင်းကိုဖြင့်သာမဏေပေါင်းအတွင်းသွတ်သွင်းချီးမြှောက်တဲ့ပွဲကြီးဖြစ်ပါတယ်လို့ကဲဥဇော်ဦးကြီးတို့ဒေါ်ထေထေကျဲတို့အမကြီးဖြစ်တဲ့ဒေါ်မြတ်မြတ်ခိုင်ဒေါ်မြတ်မြတ်သိမ့်သားယေရနာမောင်ခွန်းနောင်ဆိုင်သမီးယေရနာမဆောင်းကလျာဦးတို့သမီးလေးတွေနဲ့အတူဆိုင်းရှည်ရောက်ပြီဖြစ်တဲ့အတွက်အလူခုံပြုတ်တေးလေးနဲ့ကျွန်တော်တို့ဖွဲ့မှာခုံပြုတ်ခရစေလို့ဒေါ်ထေထေကျဲအမကြီးများဖြစ်ကြကုန်သောဒေါ်မြတ်မြတ်ခိုင်ဒေါ်မြတ်မြတ်သိမ့်သားယေရနာမောင်ခွန်းနောင်ဆိုင်သမီးလေးဖြစ်တဲ့မဆောင်းကလျာဦးဟုတ်ကဲ့ဆရာမိသားစုရေဆုံးလင်းသောအလူတချင်းလေးနဲ့ဂုံပြုမှာမလို့ဗီဒီယိုမှတ်တမ်းတင်လေးနောက်တစ်ချိန်ကျရင်မြန်မာပြည်မိုးနဲ့လူခဲ့တာပါလားပီတိဖြစ်အောင်ပါကဲတူမလေးကလည်းမခင်ဖုံးပွင့်စာလေးလည်းပါတယ်ပါမောင်ရင်လောင်းလေးကနေပြီးတော့ဒီနေ့အာဘာတရားဟုတ်ကဲ့ဆရာအလူတော်ကြီးစင်ရင်ကျင်းပါလို့ရမ်းရွာကလည်းဝိုင်းဝန်းပြီးတော့လောက်ကြကြိုင်ကြအုတ်ချက်တဲ့တွေအားလုံးဒီပြည့်စုံတာဖြစ်တဲ့အတွက်ပျော်စရာမကောင်းဘူးလားပျော်စရာကောင်းပါဆရာဒါကြောင့်ဥဇော်ဥတို့ဒေါ်ထေးကျွယ်တို့ဒေါ်ထေးထေးကျွယ်တို့ရီမန်းထားတဲ့အလူကြီးလူမဲလို့အားခဲလိုက်တာဒီနှစ်တော့လူပြစ်ပြီပေါ့ဟုတ်ကဲ့ဆရာဟုတ်လားဟုတ်1386ခုနှစ်တဘိုးရွဲလာဆန်း2ရက်ဒီကနေ့အဝယ်မနေ့မှာဖြင့်အလူကြီးနဲ့ကျင်းပလိုက်တဲ့ဥဇော်ဥတော်ထွေးကျွဲတို့မိသားစုကြီးကျင်းပခြင်းနဲ့လှူခြင်းနဲ့အလူကြီးဒီနှစ်တော့လှူပြစ်ပြီဟဲ့ဟုတ်ဘာနဲ့တော့ဒီနှစ်တော့လှူပြစ်ပြီဟဲလက်မိုးဆွေရွာစိတ်မှာချမ်းမြေအောင်ခြင်းဒုက္ခနမိတ်ခါလာတွေ့ဟဲ့ဒီနှစ်တော်လူပြစ်ပြီ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 ဟဲ့အလုမိုင်းတော့တဲ့ဒီနှစ်တော့လူပြစ်ပြီဟေးသာဓုခေါ်ရ
အောင်နမိတ်တွေပြေ အောင်မိတ်ပါပဲအောင်မိတ်တွေကြီး ယောဂစီရန်တော်တော်ညမှာပဲအနည်းနဲ့အလားလားကျိုးစားခဲ့သ အ လား နည်းနဲ့လာကြိုးစားခဲ့ကြ ဒီရစ်တော်လူဖြစ်ပြီဟဲ့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  နတ်မချမ်းပြမတွေကောင်းကြီးပြီးတဲ့နေ့ဒီနေ့ မိမသာစိတ်အားလုံးကြောင့်ပဲဝေးဒီနေ့ နတ်မချမ်းပြမတွေကောင်းကြီးပြီးတဲ့နေ့ဒီနေ့ မိမသာစိတ်အားလုံးကြောင့်ပဲဝေးဒီနေ့စေရနာကြောင့်နဲ့ဖြစ်ပါပါပဲရွှေလေးလေးရှင်မြန်မာပြည်ဘဝမှာမင်္ဂလာဆိုင်တော်ကြီးကစက်တလေးဆောင်၍ အောင်အတိတ်အောင်ဟိတ်အောင်နမိတ်တွေပြေ အောင်မိတ်အောင်မိတ်အောင်မိတ်တွေ ယောဂစီရန်တော်တော်ညမှာပဲအနည်းနဲ့လားလားကျိုးစားခဲ့သ အန လား ည်းနဲ့လာကြိုးစားခဲ့ကြ ဟဲ့ဒီရစ်တော်လူဖြစ်ပြီဟဲ့ဒီရစ်တော်လူဖြစ်ပြီဟဲ့ ဒီကကလူ လူဖြစ်ပြီဟဲ့ဒီရစ်တော်လူဖြစ်ပြီဟဲ့ဒီရစ်တော်လူဖြစ်ပြီဟဲ့ ဒီနေ့မှာကျွန်တော်လူတကာလူပါများနတ်ကြပြမာတွေကောင်းကြီးပြီးတဲ့နေ့ဒီနေ့ မိမသာစိတ်အားလုံးကြောင့်ပဲဝေးဒီနေ့ နတ်ကြပြမာတွေကောင်းကြီးပြီးတဲ့နေ့ဒီနေ့ မိမသာစိတ်အားလုံးကြောင့်ပဲဝေးဒီနေ့စေရနာတော်နဲ့ဖြစ်ပါပါပဲရွှေလေးလေးရှင်မြန်မာပြည်ဘဝမှာမင်္ဂလာဆိုင်တော်ကြီးကတက်ပြီးဆောင်၍ အောင်အတိတ်အောင်ဟိတ်အောင်နမိတ်တွေပြေ အောင်မိတ်အောင်မိတ်အောင်မိတ်တွေ ယောဂစီရတော်တော်ညမှာပဲဟဲ့အနည်းနဲ့အလားလားကျူးစားခဲ့သ အ လား င်းနဲ့လာကြိုးစားကြကြ ဒီနေ့ကလူဖြစ်ပြီဟဲ့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 ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ အထမြောက်အောင်မြင်ပြီအလူကြီး မမရိုင်း နော်ဥစောဦးတို့ဒေါ်ထေထေချင်းတို့ရကိုင်လူတော်မင်္ဂလာကြီး အောင်ပြန်ပါပြီကျေးဇူးတင်ပါတယ်ယနေ့အဖြစ်ကျွန်တော်ရဲ့အလူတကာကြီးဥစ္စာဦးတို့အလူမကြီးဘာထတွေ့ကြတော့ကိုကျွန်တော်စီဟာမြန်မာပြည်ကုန်းဝင်းကနေပြီးတော့